အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ GLPT online form တင်ထားတဲ့သူတွေအတွက် test ပေါင်းကြဘယ်လိုထုတ်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဖုန်းထဲမှာရှိတဲ့ Google Chrome ဖွင့်လိုက်ပါပြီးတော့ရင်တော့ search bar မှာမားကြဆိုပြီးတော့ရိုက်ထည့်လိုက်ပါဒါဆိုရင်တော့အခုမြင်နေရတဲ့ GLPT ဆိုတဲ့ website လေးကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါပြီးတော့ရင်တော့ login ဆိုတာလေးကိုနှိပ်ပြီးတော့ကို register လုပ်ထားတော့ရထားတဲ့ ID နဲ့ password ကိုတခြားလေးမှန်အောင်ရိုက်ထည့်ပေးပါရိုက်ထည့်ပြီးတော့ပြီဆိုရင်တော့ login ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးဝင်လိုက်ပါရရင်တော့အောက်ဆုံးမှာရှိတဲ့ရှောက်လွှာဖောင်အချက်လက်ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကိုဖောင်တင်တော့လောက်ထားတဲ့အချက်လက်တွေကြာလာပြီပေါ့နော်အောက်ဆုံးမှာရှိတဲ့ PDF အားလုံးအရယူရင်ဆိုတဲ့ကလုတ်ကိုနှိပ်လိုက်မယ်ဆိုရင်ကိုဖြေရမယ့်နေရာနဲ့အချက်လက်တွေအသေးစိတ်ကြာလာပါလိမ့်မယ်ဗီဒီယိုလေးရတော့ဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်